စအရာရာအစဉ်ပြေအောင်မြင်ခြင်းရင်ကိုရတဲ့လှုပ်အားကလေးတွေနဲ့နည်းသည်ဖြစ်စေများသည်ဖြစ်စေမိဘကိုအမြဲကြော့စေခြင်းပါတယ်သားသမီးကကြော့တဲ့အခါမိဘရဲ့နှလုံးသားတွေကကြည်နူးပီတိဖြစ်ရတဲ့တုန်ခါမှုလှိုင်းကလေးတွေဟာကိုယ့်ရဲ့စိတ်နှလုံးစီကူးဆက်လွှမ်းခြုံပေးနိုင်စွမ်းရှိပါတယ်သားသမီးစီကမျှော်လင့်ချက်မထားကြပေမဲ့သားသမီးရဲ့တည်တတ်မှုကြောင့်မိဘတွေမှာစိတ်ချမ်းသာပျော်ရွှင်ရပါတယ်အဲ့ဒီပျော်ရွှင်ချမ်းသာမှုကသားသမီးတွေအတွက်အစအရာရာအစဉ်ပြေအောင်မြင်စေနိုင်စွမ်းရှိပါတယ်မိဘကိုတည်တတ်တဲ့လှုပ်ကြွေးပြုစုတဲ့သားသမီးဟာဘယ်တော့မှဆင်းရဲဒုက္ခမရောက်ပါဘူးမပြည့်စုံလဲခဏပါပဲကိုယ့်ရဲ့မိဘအပေါ်ထားတဲ့တရားစိတ်ကြောင့်ရဲ့စေတနာရဲ့မိဘတွေရဲ့ဖုံးကံရဲ့စုံစည်းမိတဲ့အခါပြည့်စုံအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ခွင့်ရပါတယ်မိဘတွေမှာဖုံးကံရှိတယ်နားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်